ကြိုတင်ခန့်မှန်းချက်များအရမေလလလယ်ပိုင်းအတွင်းဘင်္ဂလားပင်လယ်အော်အတွင်းမှာလေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ပြီးမြန်မာနိုင်ငံတွင်တနိုင်ငံလုံးအတိုင်းအတာဖြင့်မိုးဦးကာလအတွင်းမေ16မှဇွန်လ15ရက်အတွင်းမိုးပိုလာနိုင်သည်မတ်လ28ရက်နေ့ကလှုပ်ခဲ့တဲ့အားပြင်းငလျင်ကြီးကြောင့်အပျက်အစီးဖယ်ရှားရှင်းလင်းရေးလုပ်ငန်းတွေနဲ့အမိုးအကာနှင့်လုံခြုံစိတ်ချရသောနေထိုင်မှုအောက်မရောက်နိုင်သေးတဲ့ငလျင်တန်တင့်ပြည်သူတွေမြေပြင်အပ်ကွဲခြင်းကြောင့်မိုးများတဲ့ကာလကိုရောက်လာရင်အန္တရာယ်ရှိနိုင်တဲ့ဒေသတွေကမြို့ပြနဲ့ကျေးရွာနေပြည်သူများနှင့်စိုက်ပျိုးရေးတောင်သူများအတွက်ကြိုတင်ပြင်ဆင်တာတွေအချိန်မီဆောင်ရွက်နိုင်အောင်အသိပေးတင်ပြပေးရတာဖြစ်ပါတယ်။မေလ1ရက်ညနေ9:00 နာရီမေလ14ရက်နေ့ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းအန်ဒါမန်ကျွန်းအနီးမှာစတင်ဖြစ်ပေါ်လာနိုင်တဲ့လေပွေလှိုင်းတစ်ခုကပိုမိုအားကောင်းလာနိုင်ပြီးမေလ16ရက်နေ့မှာဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းပင်လယ်ပြင်မှာလေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်လာနိုင်ကြောင်းကြိုတင်ခန့်မှန်းထားပါတယ်။ကြိုတင်ခန့်မှန်းချက်သည်ဧပြီလ29ရက်နေ့ကခန့်မှန်းထားတဲ့ထုတ်ပြန်ချက်နဲ့လည်းကိုက်ညီမှုရှိနေတာတွေ့ရပါတယ်။ထုတ်ပြန်ချက်မှာမေလ14ရက်မှ20ရက်အတွင်းအိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းဘင်္ဂလားပင်လယ်အော်နှင့်ကပ္ပလီပင်လယ်အတွင်းဆိုင်ကလုံးမုန်တိုင်းဖြစ်ပေါ်နိုင်ခြေ20%မှ40%အထိရှိကြောင်းဖော်ပြပါရှိပါတယ်။ဖြစ်နိုင်ခြေ50%နှင့်အထက်ရှိပါမည်။အခုကြိုတင်ခန့်မှန်းတဲ့လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်မယ်ဆိုရင်မေလ14ရက်15ရက်နဲ့16ရက်နေ့တွေမှာမြန်မာတနိုင်ငံလုံးမိုးအကြီးအကျယ်ရွာသွန်းမှုပိုမိုလာမှာဖြစ်ကြောင်းသိရပါသည်ပင်လယ်ပြင်အနေနဲ့ကြိုတင်အသေးလုပ်ရမယ်ဆိုရင်တော့မြို့ဝကျုံးပေါ်ကမ်းနီးရေလုပ်ငန်းလုပ်ကွက်တွေကကြားဖောင်လုပ်ငန်းတွေမေလလယ်15ရက်နေ့မတိုင်ခင်ပြန်သိမ်းသင့်ပြီလို့သတိပေးချင်ပါတယ်လေဖိအားနည်းရပ်ဝန်းဖြစ်လာတာတေချာမှသိမ်းမယ်ဆိုရင်အချိန်ရတာနည်းသွားနိုင်ပါတယ်